တစ္ဆာမရှိတဲ့မိန်းမတယောက်ရဲ့အလှဆုံးချိန်ဟာသူ့ကိုချစ်တဲ့ယောက်ျားတယောက်ရဲ့လက်ချက်နဲ့အသက်ထွက်သွားတဲ့နာရီအပိုင်းခြားပဲဖြစ်ပါတယ်ဒီနေ့မနက်သူ့မျက်နှာဟာအရှက်မရှိစွာတိတ်ဆိတ်အေးခဲနေတယ်ပြာနှမ်းနေတဲ့သူ့နှကန်းလွှာကိုတွန်းဖယ်ပြီးသူ့ကတွင်ထဲကရင်ကောင်စိမ်းတွေထွက်လာအောင်လားငေးကြည့်မိတယ်ပတင်းတကားအပြင်ဘက်ကစောင်းပေါက်လီညင်းရဲ့အေးစိမ်အိုမင်းမှုနဲ့အတူညစ်တီးညစ်ပတ်ဘွားတွေနောက်တစ်ချိန်အရှိကုန်လဲကြပြန်ပြီပေါ့အခုမှမင်းကြီးထားတဲ့ secret ကိုသူ့လက်ဘွားပေါ်ထိုးချလိုက်တယ်ဘုရားသခင်ကိုလိမ်မပြောဘူးဒီလိုအချိန်မျိုးမှာအသုံးမကျတဲ့လက်ပြတစ်ကောင်တလေတွေးမိရင်အတောင်ပံတွေကိုစိတ်လိုလက်ရဆွဲဖြဲပစ်မယ်ဆိုတာဒါပေမဲ့လေချစ်ပါတယ်ငြိမ်သက်နေတဲ့အလှဆုံးအလောင်းဟာမှန်တင်ကုန်ချေးမှာအပြူပေါက်ကလေးလိုလဲလျောင်းလို့စာကြည့်စပွဲပေါ်ကသွေးပေနေတဲ့ကော်ဖီနှစ်ခွက်ရဲ့12 နာရီ 12 မိနစ်တိတိမှာလက်တန့်ချင်းညက်နေတဲ့ခွေးသွားစိတ်တွေရဲ့လက်ဆေးကံပေါ်နမော်နမဲမိချန်ခဲ့တဲ့အနီအောင်စာတန်းပါအိတ်ဆေးတပူရဲ့ဒါရီယာဒီမိန်းကလေးနောက်ဆုံးရှူသွင်းသွားခဲ့တဲ့အနန္တတွေပါပဲသူ့လက်သေးရှည်တွေပဲကွာလက်သေးဆိုးစရာပန်းလူရောင်ကနေခရမ်းရောင်ပြောင်းသွားအဲ့ရဘွားတနတ်ထဲမှာနာမည်ရေးထားတဲ့ကြည်စံတောင်သူ့အလောင်းတစ်ဝိုက်မှာအမဲရောင်ပြည့်စိတ်တွေတဖြည်းဖြည်းဝိုင်းလာမှာသူ့နှာခေါင်းပေါက်ထဲကညိုညစ်ညစ်အယောင်တွေစီးကြနေတာတတိထားမိတယ်တိုက်ဆိုင်ဆိုင်ဒီနေ့မှာသူ့ဖုန်းဟာစိတ်ရှုပ်ဖို့ကောင်းတော့အဆက်မပြတ်မီးနေတယ်တနေ့ကုန်တညလုံးမရမနာသူ့ဘားပြင်ကိုနောက်ဆုံးအနေနဲ့အသက်အောင်ပြီးနမ်းလိုက်ချိန်မှာသူ့အသားဟာရွက်လန်နေတဲ့ပေါင်ပုံချမ်းလိုတဖယ်ချင်းပဲ့ကြွေကြလာတယ်ဘယ်ချိန်တည်းကအိမ်ထဲဝင်လာမှမသိတဲ့ကြွက်တွေဟာနိုင်ရန်တောက်မှာပုံးခွေရင်သူ့စံသားတွေကိုစားတော့ဖို့တကြွကြွညာတန်ပေးနေပြီရောင်ကိုင်းနေတဲ့ကိုလက်စစ်တွေကိုအလံတကြားငုံကြည့်မိလိုက်တဲ့အခါအချိန်ကျပြီဆိုတာသိလိုက်တယ်စီဂရက်အတစ်တလိမ့်ညှိပြီးတနမောင်းတင်လိုက်တယ်နောက်ဆုံးအနေနဲ့လက်ကောက်ဝစ်ပေါ်ကရေမွေးနှံကိုအရာအလုံးထပ်ပူပြီးရှူလိုက်တယ်မျက်ရည်တွေဝဲတက်လာရင်တိုင်ကက်နိုင်ကိုကြည့်တယ်တနတ်ကိုမတင်ပေါ်တင်လိုက်တယ်သူ့ဝမ်းပိုက်ကိုဖောက်ပြီးဦးရီအတွဲလိုက်ချီပြေးသွားတဲ့ကြွက်ကြီးကိုကြည့်တယ်6ကက်ကက်တစ်ချက်ရှိတယ်မျက်လုံးတွေမိတ်လိုက်တယ်တစ္ဆာမရှိတဲ့မိန်းမတယောက်ရဲ့အလှဆုံးချိန်ဟာသူ့ကိုချစ်တဲ့ယောက်ျားတယောက်ရဲ့လက်ချက်နဲ့အသက်ထွက်သွားတဲ့နာရီအပိုင်းခြားပဲဖြစ်ပါတယ်တစ္ဆာမရှိတဲ့မိန်းမတယောက်ကိုချစ်တဲ့ယောက်ျားကတော့အဲ့ဒီမိန်းမရဲ့အလောင်းပေါ်ကပုတ်ပဲ့ကွာကျလာတဲ့အသားတစပဲဖြစ်ပါတယ်